ပဲပေါ့နော်အခုဗီဒီယိုတွေမတင်ဖြစ်တာများရေပေါ့နော်ဘာဖြစ်လို့မတင်ဖြစ်တာလဲဆိုတော့ပေါ့နော်အဲ့တပလက်ပြင်ထားတယ်အဲ့တပလက်နဲ့စက်ကိစ္စဖြစ်နေဆောင်းပွဲလည်းရှိတော့မတင်မရဘူးလေဆောင်းပွဲလည်းရှိရနော်မမလည်းရှိရနော်အဲ့ဆောင်းပွဲတွေလည်းရှိတော့မတင်ဖြစ်ဘူးအခုတင်နေပါပြီအားပေးပါအောင်နော်ကျမ3တန်းပါ3တန်းပဲရှိသေးတယ်သူက4တန်းစာရေးကြိုးစားအောင်မယ်နောက်ထပ်ဘယ်နှစ်လို့တည်းလဲမသိ3မိ4 5 6 8 9 10 11နောက်ထပ်9နှစ်လို့တည်တယ်စာကြိုးစားပါအဘယိုးပြန်တင်နေပါပြီလို့ပြန်ပြီးအားပေးပြပါလို့ဟိုဘောလေနီးနန်တင်နဲ့ကောင်းပါလိဆိုလို့ရှိရင်မျိုးသားအပေးအများကြီးပဲအခုကနီးနန်ကြီးအောက်ဆုံးမှတင်တာအောက်မှာတီးလို့ရရင်နော်အမအဲ့ဒါကျမနီးနဲ့ဗုဒ္ဓဟူပါဗုဒ္ဓဟူကျမခရက်ကတောက်ကြပါဖော်တင်ပြောလိုက်တာမမခရက်ကမရှိရှိလားမမရှိပါဘူးကျမမရှိဘယ်အတန်းမှလဲဆိုတော့ကျမတူကြီးတမရဲ့ခွက်ကအမှန်ပါနော်သူကနေပြီးကျမလာပို့တာစာရွက်ကလေးနဲ့ကျမလည်းဖတ်လိုက်တာဖတ်တယ်ဟောလို့တနာပါလို့ဖွင့်ပြောလိုက်တယ်မဆိုဖွင့်ပြောလိုက်တာအဲ့နဲ့အဲ့လိုဖြစ်သွားတာပဲသူကတောက်ကြကျမဗုဒ္ဓဟူးကျောင်းက4ရက်ပိတ်မှာစာမပွဲတွေရှိတယ်ပြကြလို့ရှိရင် English speaking 2 နာရီကြာရင်တော့စာမပွဲရှိတော့မှာတော့ဗီဒီယိုမတင်ဖြစ်တာတောင်းမပါတယ်နော်အားလုံးတောင်းပါတယ်မလည်းမလာတာများဘွားဒီမစာမပွဲတွေရှိရစာမပွဲပြီးမှလေကျွတ်မှာနော်စာမပွဲပြီးမှကျွတ်မှာဖေဖေကပြောတယ်အခုတော့မှ blind box တစ်ခုရှိသေးတယ်ဗျအားထိုင်နေတော့နော်ဒီ blind box brain မှာချိန်ထားဖေဖေကပြောရဲလားပြန်ခံနေကြလို့ရှိရင်တဲ့ပြန်ခံနေကြလို့ရှိရင်တဲ့ဖေဖေကတဲ့သမီးဖေဖေကလေရှောင်းကိုပြောထားဟိုကလေစင်ကာပူခဏခေါ်မယ်တဲ့ပြန်ခံနေကြခေါ်ပြီးပါလို့ရှိရင် blind box တဲ့ဝယ်ချင်တဲ့ blind box 2ခုဝယ်တဲ့အဲ့နဲ့ရှောင်းကလည်းပြောသွားအဲ့နဲ့စမ်းပြပေးမယ်တဲ့ဝယ်ချင်တဲ့ဝယ်လို့မရဘူးနော်တဲ့အစင်တေးရမှာသမီးဝယ်လို့ရမှာတဲ့အဲ့အကြောင်းလို့ရှောင်းကပါပြောရဲဟိုပါလေရရလေလို့ဖေဖေရလဲလို့တမီးဘယ်လောက်ထိတော်လဲဆိုတာကြည့်ထားလိုက်တယ်မမရဲ့အစနမေကမမရဲ့တကယ်နမေကတော့လေဘာလဲလာမင်းတာစင်တမီးရဲ့နမေကရှွန်းတီဗီဆိုအားကြောင့်လို့ရှွန်းလို့ဒီနေ့ကစပြီးတော့ရှွန်းလို့ပဲခေါ်တာမမကတဲလို့ပဲခေါ်တယ်တဲရတော့ဘလို့အဲ့လိုမျိုးပြောမှာနော်တမီးကကြောရှွန်းကဘလို့